ယ်နှခါနေပြီလဲပြောမဟုတ်ဘူးနေနဲ့သူနဲ့ကြိုက်နေရဟုတ်လားဘယ်နှခါနေပြီလဲမနေဘူးလို့အဲ့လိုကြိုက်ပဲကြိုက်တာလို့ကြိုက်ပဲကြိုက်တာမနေဘူးโอเคအဲ့ဆိုလို့အားလုံးပဲချစ်တဲ့ငယ်ချင်းတို့ရေမင်္ဂလာပါနော်ဒီနေ့ကတော့ဗျာလာပြန်ပြီလင်ငယ်မြင်ငယ်နေတဲ့ဇက်ထုတ်တွေပေါ့ဗျာအခုခေတ်ကမင်းကလေးရောယောက်ျားလေးရောကအစီမဆောင်တော့ကြတော့ဘူးပေါ့ဗျာနော်ဒါတော့ဘယ်သူမှားတယ်ဘယ်လိုလင်းတယ်လို့မပြောချင်ဘူးဗျာနော်ဒါနှစ်ဦးတစ်လုံးမှားတယ်လို့ပဲကျွန်တော်ထင်တယ်ဗျာနော်ကဲဘာတွေဆက်ဖြစ်မလဲကြည့်အောင်ဗျာနော်ဘယ်နှခါနေပြီလဲပြောမဟုတ်ဘူးနေနဲ့သူနဲ့ကြိုက်နေရဟုတ်လားဘယ်နှခါနေပြီလဲမနေဘူးလို့အဲ့လိုကြိုက်ပဲကြိုက်တာလို့ကြိုက်ပဲကြိုက်တာမနေဘူးโอเคဒီမှပြောရတဲ့တဘာဝတော့မကြောက်တယောက်တည်းကိုနင်းကန်ပြောလို့တော့မဖြစ်ဘူးလေဗျာနော်ဘာလို့လဲဆိုတော့ဒီဘက်ကမိန်းကလေးဘယ်လိုပဲဖြစ်နေယောက်ျားလေးရောမိန်းကလေးရောပါလို့ဖြစ်တာဗျာနော်ဒါနှစ်ဦးလုံးမှားတာနှစ်ဦးလုံးကိုပြောတင်တယ်ပေါ့ဗျာနော်အဲ့ဆိုလို့ရှိရင်အခုကဘယ်လိုလုပ်မှလဲနေအဲ့လိုသူနဲ့မှမကြိုက်တော့ဟမ်သူနဲ့စကားမနေတခင်မောင်ကနေဟမ်ပြောမပြောစကားမပြောရလေးငါရရှိမဟုတ်တကယ်ကြိုက်ရင်ယူလိုက်ငါယောက်ျားနေနဲ့ပါဆိုဖောက်ပြန်တာ9ယောက်ရှိပြီနေကို तू ကြိုက်တယ်ဆိုတာငါကတခြားယောက်ျားနဲ့ဖောက်ပြန်နေတယ်လို့ तू ဆွဆွေးပြီးမှငါ့ကိုလက်စားချေချီလို့နေနဲ့ तू နေတာတဲ့ तू ခန်းထဲမှာရောက်နေတဲ့ပြဿနာမဟုတ်နေဟာမဟုတ်လားပြောကြည့်အဲ့ဆို तू နေတာမဟုတ်ပေါ့တခန်းထဲမှာ तू အိတ်ညာမဟုတ်ပေါ့ तू ခန်းထဲမှာရောက်နေတဲ့ပြဿနာပြဿနာမှန်လားမှန်တယ်အဲ့ तू အိတ်လားမအိတ်လားအမှန်တိုင်းပြောအိတ်တယ်ဟာပဲရှိရတယ်ဘာရှိရပြောဘာမှမရှိရအောင်မရှိအဲ့ဟွာကြတော့အဲ့မှာပါဘယ်ဟာကိုသူပစ္စည်းလေမခိုက်ဘူးလဲမလားသူပစ္စည်းရောဟိုနေဘာလို့ तू ကြိုက်လဲတော့ငါသိချင်တာငါတလောက်ထိတော့ကလေးတွေနဲ့လာနေနေမတွေ့ဘူးလားတွေ့ရမလားတွေ့ရတယ်ကြိုက်တယ်ပေါ့သူများယောက်ျားကိုနေဟိုကြိုက်တဲ့လူပြိုတွေမရှိဘူးလားငါချပြရမလားဟမ်နေမရှက်ဘူးလားလို့ငါမျက်နှာကြည့်ကြည့်လိုက်နေမရှက်ဘူးလားနေရှက်မရှက်ပြောသူရင်လာပတ်တဲ့လေသူကလေးဖေဆိုနေတီးရမလဲလေသူရဲဟောလို့အေးအရင်တီးနေ तू ကစားချင်လို့နေဟာစားချင်လို့ तू ကလာပတ်တဲ့တာနေကျွေးလိုက်လားဟမ်နေမရှက်လားခုအဲ့လောက်ပေါ်လာနေ你那波多多了，没听到了，你们学不了俺熬龙松，地的，没嘛是地的，给你些地的，在的不？你那都没哎呀的说啊，来看别的嘛，都哎呀哎 baby 说呢，你要是说这天嘛，我们不 ready 到出来，俺有俺那个能叫他 baby 好的。အခုနောက်ပိုင်းမင်းငယ်လင်းငယ်နေမှုတွေကိုကြည့်ပြီးတော့ကျွန်တော်တို့လူယိုတွေတော့မိမယူဖို့တော်တော်လေးကိုစဉ်းစားနေရပြီဗျာနော်ကဲပါပဲပြောဗီဒီယိုဆောင်းအောင်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်